အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် Oppo A5 Pro မှာပါဝင်လာတယ်ကိုယ့်ရဲ့ဖုန်းပျောက်သွားတာဖြစ်ဖြစ်တခုဖြစ်လို့ရှာမတွေ့တော့ဖြစ်ဖြစ်တခြားဖုန်းကနေပြီးတော့မှသို့မဟုတ် Google သို့မဟုတ် Chrome ထဲကနေဝင်ပြီးတော့မှ Gmail ရဲ့ကိုယ့်ရဲ့ Gmail လေးရဲ့ password လေးတည်လို့ ਨੇ ကိုယ့်ဖုန်းကဘယ်သူ့ချိန်မှာရောက်နေလဲဘယ်နေရာမှာရောက်နေလဲဆိုတာကိုရှာတွေ့နိုင်တယ် software တစ်ခုပဲဖြစ်ပါတယ်အကယ်၍ကိုယ့်ရဲ့ဖုန်းကိုပြန်မရတာတော့ဘူးဆိုရင်အရေးကြီးရဲ့ကိုယ့်ရဲ့ data တွေကိုအဝေးကနေပဲဖြတ်လို့ရမယ်ပိတ်လို့ရမယ်ကိုလို့ရှင်တယ်လို့လုပ်လို့ရမယ် software တစ်ခုနဲ့ message ပေးနေတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒီ software ကတော့ Oppo A5 Pro မှာပဲ Oppo A5 Pro မှာပါဝင်လာတဲ့ Firehose ဆိုတဲ့ software လေးပဲဖြစ်ပါတယ်အဲ့ဒီ software လေးကရွေးရှင်းပါတယ်ကိုယ့်ရဲ့ Gmail ကောက်ရ password တွေတိတ်လို့ ਨੇ သုံးလို့ရတာပဲဖြစ်ပါတယ်အဲဒီ software ရဲ့သုံးပုံသုံးတွေကတော့ရှင်းပြပေးပါမယ်ဖြစ်ပါတယ်ပထမဆုံး setting တွေကိုဝင်ပါမယ် setting တွေကိုဝင်ပြီးတော့မှအပေါ်ဆုံးကိုဆွဲတင်လိုက်ပါဒီမှာ Google ဆိုတာရှိပါတယ်အဲ Google လေးကိုရှင်းနေပါ Google ကိုရှင်းနေပြီးတော့ ਨੇ all service ဆိုတာလေးကိုနှိပ်ပါအပြင်မှာအပေါ်ဆွဲတင်ပါအဲ့မှာတွေ့ပါလိမ့်မယ် Firehose ဆိုတာလေးတွေ့ပါလိမ့်မယ် Firehose ကိုနှိပ်ပါအခုကကျွန်တော်ကတော့ဒီ location ကတော့ဖွင့်ထားလို့ပေါ့နော်ဟိုတကယ်တမ်းလူကြီးမဲတို့မှာအခု software သုံးမယ်ဆိုရင်ဒီ location on ကိုအမြဲတမ်း on လုပ်ပေးထားမှာပဲဖြစ်ပါတယ်ဖွင့်ထားပေးရမှာပဲဖြစ်ပါတယ်ဘာလို့ဆိုတော့အခုလိုကိုဖုန်းကဘယ်ရှင်ပြောင်းမယ်ဆိုမသိဘူးဗျာဒါကြောင့်မို့ဒီဖုန်းကိုဖွင့်ထားလိုက်ခြင်းဖြစ်ဖွင့်ထားလိုက်ခြင်းဖြစ်တခြားကိုဖုန်းပျောက်သွားရင်တခြားဖုန်းတွေကဖြစ်ဖြစ် Google Chrome ထဲကနေဝင်ပြီးတော့မှကိုယ့်ရဲ့ဖုန်းကို control လုပ်နိုင်အောင်ဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေ